စုံတီဥပဒါနဲ့အယူငပြိုင်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။မင်းငါနဲ့လိုက်ခဲ့ပါလား။ဇာကင်းနဲ့အပြန်ရွာထိပ်မှာဥပဒါကြီးနဲ့တွေ့တော့ဥပဒါကြီးကလည်းကျုပ်ကိုဆက်ဆက်မကြည့်ပဲနဲ့ထပြောပါလေရောဗျ။ဟာဥပဒါကြီးကလည်းဗျ။ဘယ်ကိုလဲရမှာလဲဗျ။ငါမိဝေနဲ့ငပြိုင်းကိုကဲရအောင်မယ်ကွာ။နောက်ပြီးတော့အဲ့ဒီအောက်လန်းဆရာကိုလည်းငါဆုံးမချင်သေးတယ်။ဒါပေမဲ့ငါတယောက်ထဲသွားလို့မရဘူးကွာ။လူတယောက်ရဲ့အကူအညီတော့လိုတယ်။ဥပဒါပြောတော့လေကျုပ်လည်းတော်တော်လေးစိတ်ဝင်စားသွားတယ်ဗျ။ဒါပေမဲ့အဲ့ဒီချိန်တုန်းကဥပဒါကိုရွာလူတွေကအခေါ်ပြောမလုပ်ဘူးမို့လား။ကျုပ်မေကလည်းကျုပ်တို့ဥပဒါနဲ့မပတ်သက်ဖို့ပြောထားတာဆိုတော့အခုလိုလမ်းမှာတွေ့ပြီးစကားရက်ပြောနေတာကိုအမေသိရင်တော့ကျုပ်တို့ကြောပွဲအောင်စော်ခံရမှာမလားလိုက်တော့လိုက်ချင်ပါတယ်ဗျာဒါပေမဲ့ရှာခင်းတွေကကျုပ်မရှိရင်လုံးမဲ့လူကမရှိဘူးလေဗျာကျုပ်လည်းလိုက်တော့လိုက်ချင်ပေမဲ့အမေရိုက်မှာကြောက်တာနဲ့ပဲဒီလိုလေးကြည့်ကောင်းပြောရတာပေါ့ဗျာဥပဒါကြီးကတော့ကောင်းကြီးနေအေးလေငါမင်းလိုက်မလားလို့ခေါ်ကြည့်တာပါကွာမင်းမလိုက်လေရွာရှည်ဘက်ကငါမိတ်ဆွေတယောက်ကိုခေါ်သွားမှာပဲဟေ့အထောင်းနဲ့ဥပဒါကြီးကဖယ်သွားမှာလေဗျဒီအောက်လန်းဆရာအမြိုင်သားမြို့ပေါ်မှာရောက်နေတယ်တဲ့ကွာဒီတော့ငါလည်းမြိုင်သားတက်ရမှာပေါ့ကွာကျုပ်တို့ဘက်ကနေမြို့ကိုသွားမယ်ဆိုရင်တော့မြို့ကိုတက်တယ်လို့ခေါ်ကြတယ်ဗျရွာကိုတော့သွားတယ်လို့ပဲမပြောဘဲနဲ့ရွာထဲကိုပြန်ဆင်းတယ်လို့ခေါ်ကြတယ်အရက်ခေါ်တစ်ခုပေါ့ဗျာကျုပ်လည်းစဉ်းစားလိုက်ပြီးတော့ဘယ်နည်းလောက်ကြာမှာလဲဥပဒါကြီးအောင်မမင်းလည်းမလိုက်ဖဲနဲ့မသိချင်စားမှာနဲ့ကွာတော့ကြမင်းအမေကငါနဲ့စကားပြောတာတွေ့သွားလို့မင်းကိုစော်နေအောင်မယ်ကျုပ်လည်းခေါင်းကြီးသွားတာပေါ့ဗျာဥပဒါကြီးများကျုပ်စိတ်ထဲကဖြစ်နေတာကိုသိနေသလားဆိုပြီးလန့်သွားတာပေါ့သိချင်လဲသိနေမှာပေါ့ဗျာအိမ်ကိုပြန်ရောက်တော့ကျုပ်ခေါင်းထဲမှာဥပဒါကြီးပြောတဲ့စကားတွေကပဲ့တယ်ထက်နေတယ်လို့ပြန်ပြီးတော့ကြားနေရတယ်ဗျကျုပ်အိတ်တော့လေအိတ်ရထဲမှာနှစ်ဖူးပေါ်လက်တင်ပြီးတော့စဉ်းစားနေမိဥပဒါကြီးလုံမှာကိုလေကျုပ်ကတိတ်သိချင်တာလေအစိမ့်တည်တည်းရဲဖြစ်နေတဲ့အမမိဝေကိုဘလို့ကဲတင်ပါလေနောက်ပြီးတော့မြိုင်းသားမှာယူနေတဲ့ကိုပြိုင်းကိုဘလို့ပြန်ကုမှာလဲနောက်ပြီးတော့အဲ့ဒီအောက်လန်းဆရာဆိုတဲ့သူကိုဘလို့မျိုးရင်ဆိုင်ကြမှာလဲဆိုတာတွေးရင်းနဲ့စိတ်ထဲမှာကြိတ်မနိုင်ခဲမရဖြစ်နေတာပေါ့ဗျာဟာငါတော့ညင်းမိတာမှားပြီပွဲကြီးပွဲကောင်းတစ်ပွဲလွတ်ပြီအဲ့ဒီလိုလေစိတ်ထဲကနေတအုံနွေးနွေးနဲ့ဖြစ်နေတာပေါ့ဗျာနောက်ဆုံးတော့လေကျုပ်ဆုံးဖြတ်လိုက်တယ်ဥပဒါကြီးအနောက်ကိုအရဲစွန်ပြီးလိုက်သွားမယ်အောက်လန်းဆရာကတော့ကျုပ်ကမကြောက်ပါဘူးဥပဒါကြီးတယောက်လုံးပါတယ်မို့လားကျုပ်ကြောက်တာကတော့အမေလက်တန်ဗျဒီရဲရောက်မှအမေရိုက်တာကိုတွေးကြောက်နေတယ်ဆိုတာခမရတို့လည်းကြားရင်ရီချင်းရီမှာပေါ့ဗျာကျုပ်တို့ကငငယ်ကလေးကအမေကစော်ခဲ့တာဟုတ်ဗျကြီးလာတော့လဲစော်တာပဲမိမနဲ့ကလေးတယောက်ရတဲ့အကိုကြီးကိုတောင်းမှအမေကစော်နေကြပဲလေဗျကျုပ်တို့ကလူပြိုကြီးတွေဖြစ်နေပြီဆိုတော့အလုံးထဲထဲကြီးလာပြီဒီတော့အမေကငငယ်နှုံးကလို့ကြိမ်လုံးနေပါလိမ့်နဲ့မစော်တော့ဝလုံးပိုင်းနဲ့ရိုက်ထဲကျုပ်တို့လည်းအမေကိုငငယ်လေးကချစ်ကြောက်လာခဲ့ရတာဆိုတော့အမေရိုက်တော့လဲခံရတာပေါ့ဗျာဟိုတလုံးတော့ကအကိုကြီးဖဲရိုက်လို့သူ့မိမအမေကိုတိုင်တော့အမေကဝလုံးပိုင်းနဲ့စော်တာဗျဝလုံးကြီးလဲကွဲတယ်အကိုကြီးကြော်လဲစုပ်ပြက်ပြီးတော့သွေးစင်းရှည်ချင်းကြီးထွက်တော့တာပဲဗျဒီခေတ်ကလေးတွေကြတော့တိတ်အရိုက်မခံရတော့တာကံကောင်းတာပဲဗျကျုပ်တို့ကတော့ကလေးတွေဆိုတာလူကြီးတွေရိုက်ဖို့မွေးထားတယ်လို့ဗျထင်နေကြလားမသိဘူးဒါနဲ့မနဲ့စောစောထပြီးတော့အမေနားကိုကဲ့ရတာပေါ့အမေကကျုပ်တို့ရိုက်တယ်ဆိုပေမဲ့ချစ်တော့ချစ်သားဗျအိမ်မှာအမေကမနဲ့စောကြီးထပြီးတော့ချက်ပြုတ်တာမို့လားကျုံမကြီးကလည်းကလေးငယ်ရှိတာဆိုတော့မနဲ့စောစောမထားဘူးလေနောက်ပြီးတော့အငယ်မတို့နှုံညာမတို့ဆိုတာကလည်းအိမ်မက်တဲ့သူတွေဗျဒီတော့အမေကမီးဝချောင်းထဲမှာမီးွက်ကလေးနဲ့ထမင်းဟင်းတွေချက်နေတာပေါ့ဗျကျုပ်ကအိမ်မောအဆင်းလာပြီးတော့အမေခါကိုနောက်ကနေဖက်လိုက်တယ်ဆိုရင်ပဲအမေကလန့်ပြီးတော့ကျုပ်ခေါင်းကိုခောက်ထည့်လိုက်တာပဲလန့်နေတာအလက်ကောင်ကြီးနေဘာဖြစ်နေရလဲမကြည့်မငယ်နဲ့ဘာလဲနေငါ့ကိုလာပြီးကတ်ချွဲနေပြီဆိုတော့နေမိမယူတော့မလို့လားဟာပေါ့ချာချာမေးရကျုပ်မှရီးစားတော့မရှိသေးပါဘူးဗျဒါဖြင့်ဘာလို့ချင်းလို့လဲပြောဟိုအလေပန်းကနေတငယ်ချင်းလို့စိုင်ကေပူးစားမလို့လားမဟုတ်ပါဘူးမေးရကျုပ်ပြောတာလေနားထောင်ပါကျုပ်တငယ်ချင်းတယောက်ကမိမယူမလို့တယ်မေးသူတို့မင်္ဂလာဆောင်မှာကျုပ်ကူညီပေးရမယ်ဟုတ်လားဟောအေးကူညီချင်းလဲကူညီပေးလိုက်လေဒါနဲ့ဘယ်သူတော့ဒီရွာမဟုတ်ပါဘူးမေးရရွာရှိရွာဘက်ကတယောက်ပါအဲ့ဒါသူ့မင်္ဂလာဆောင်မှာသွားကူပေးခြင်းလို့2ရက်3ရက်လောက်တော့သွားခြင်းနေမေးအမေကတော့ထမင်းဦးငှဲ့နေနေခေါင်းခါတယ်မဖြစ်ပါဘူးအေးသူများရွာမှာနေတယောက်ထဲသွားပြီးတော့ရန်နေပါတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲနင်းကိုစိတ်မချဘူးအေးနေသွားခြင်းနင့်ညီကိုပါခေါ်သွားအမေပြောမှာပဲပြဿနာတက်ပြီလေအငယ်ကောင်ကလည်းပါဇက်သိပ်ဖွာတဲ့ကောင်ပြီးတော့တခုခုဆိုရင်အမေကိုပြန်နိုင်တတ်တဲ့ကောင်ဗျဒီကောင်ကိုခေါ်သွားရင်တော့ငါပါမှောက်တော့မှာလေအမေကဒီကောင်ကိုခေါ်သွားတော့ကျုပ်တို့ယာခင်းတွေကိုဘယ်သူကြည့်မှာလဲအမလေးဟဲ့ယာခင်းတွေကပဲတွေကအပင်တွေကောင်းနေပြီဘာမှသိပ်ပြီးတော့လှုပ်เสียမလို့တော့3-4ရက်ပဲဟာနင့်ကိုကြီးကိုကြည့်ခိုင်းလို့ရပါတယ်ကျုပ်အမေကိုပြောလို့လည်းမရဘူးဗျငငယ်ကောင်ကခေါ်သွားခိုင်းတော့တာပဲအဖေကတော့မပြောချင်ဘူးလေအဖေကပိုဆိုးတယ်မလားအဲ့ဒါနဲ့ပဲနောက်ဆုံးတော့ငငယ်ကောင်ကခေါ်သွားဖို့အတွက်သဘောတူလိုက်တယ်အဲ့ဒီနေ့မနေ့မှာပဲကျုပ်လည်းဥပဒါကြီးစီပြေးခဲ့တာပေါ့ဗျဥပဒါကြီးကလဲခွင်းထဲမှာနွားတွေကြောက်နေပြီလေကျုပ်လိုက်မယ်ပြောတော့ဥပဒါကြီးကလည်းဝမ်းသာသွားတာပေါ့အေးပေါ့ကွာမင်းပါတော့ငါလည်းအားရှိတာပေါ့ကွာဒါနဲ့ကျုပ်တယောက်ထဲတော့မဟုတ်ဘူးနော်ကျုပ်ညီအငယ်ကောင်လည်းပါမှာဗျရပါတယ်ကွာဒါပေမဲ့ငါတို့သွားတဲ့အကြောင်းကိုတော့နှုတ်လုံရမယ်နော်ဘ누구မှတော့ပြောလို့မဖြစ်ဘူးကွာကျုပ်လည်းခေါင်းကြီးပြလိုက်ပါတယ်ဒါဆိုရင်မနက်ဖြန်ကြရင်မနက်စောစောထသွားကြမယ်ငါမနက်မုံမလင်းခင်ကလေးရွာထွက်ပြီးတော့ဇီးရက်ပြန်နာမှာစောင့်နေမယ်မင်းတို့နှစ်ယောက်မိုးလင်းတော့အဲ့ဒီကိုလာခဲ့ကြပါနော်နောက်တစ်နေ့ရောက်တော့ကျုပ်တို့ညီကိုလည်းလွယ်ရီတလုံးလွယ်ပြီးတော့ရွာကနေထွက်ခဲ့တာပေါ့ဗျလဲရီဘာတွေလည်းမယူခဲ့ပါဘူးမြို့ကိုတက်မယ်ဆိုရင်တော့ကျုပ်တို့ရွာနဲ့ရှစ်မိုင်ခွေးတဲ့တန်းမြင့်ရွာကိုသွားရမှာဗျရှစ်မိုင်ဆိုတာကျုပ်တို့တောသားတွေရဲ့ခြေလမ်းနဲ့ဆိုရင်အလွန်ဆုံးရှောက်ရင်3နိုင်လောက်တော့မကြောက်ဘူးလေဗျအဲ့ဒီခေတ်ကလူတွေတော်တော်များများကလည်းလမ်းမယ်ရှောက်ကြတာဗျအခုခေတ်သားဆိုင်ကယ်တွေပေါ်လို့မလို့တအိမ်ကျော်လောက်ကိုပဲလမ်းမလျှောက်ခဲနဲ့ဆိုင်ကယ်တွေနဲ့သွားကြတာမလားဇီးရက်ပြက်ဆိုတာကလည်းတန်းမြင့်ရွာကိုသွားတဲ့လမ်းခုလက်တနေရာမှာရှိတာပါလမ်းဘေးမှာဇီးရက်ပြက်ကြီး3ဆောင်ရှိတယ်ရှင်းတော့ခရီးသွားတွေတဲခိုတယ်ဆိုပေမဲ့အခုတော့ဘယ်သူမှလည်းမတဲကြပါဘူးဗျ
ဇရက်ပြန်လာရောက်တော့ဥပဒါကြီးကဇရက်ပေါ်မှာထိုင်နေစောင့်နေတယ်ဗျကျုပ်တို့တွေ့ရနဲ့ဥပဒါကြီးကလည်းဇရက်ပေါ်ဆင်းလာတယ်ဥပဒါကြီးကတပတ်ကြီးတစ်ထည်ကိုခေါင်းပေါင်းထားပြီးတော့လွယ်အိတ်အနွမ်းကြီးကိုလည်းလွယ်ထားသေးတယ်လက်ထဲမှာလည်းဒဏ်နဲ့လှုပ်ထားတဲ့ကွန်းအင်ကြီးကိုကင်လို့ဗျကျုပ်ကမြင်တော့သူ့ကွန်းအင်ကိုလှမ်းပေးတယ်ကျုပ်လည်းသူ့ကွန်းအင်ကိုကင်မို့ကခက်လန့်လန့်ပဲမဟုတ်လားဘာမှမဖြစ်ပါဘူးကွာကင်စမ်းပါကွာကျုပ်လည်းကွန်းအင်ကိုပိုက်လိုက်တာပေါ့ဗျရှေ့ကကွန်းစားတတ်တဲ့လူတွေကအခုခေတ်လိုကွန်းရကိုပလတ်စတစ်အိတ်တွေဘူးတွေနဲ့တဲတာမျိုးမဟုတ်ဘူးဗျကွန်းအင်ကိုသွားလေရတဲသွားတတ်ကြတယ်အဲ့ဒီမှာပဲအငယ်ကောင်ကစတော့တာပဲဟာအခုလက်ဥပဒါကြီးနဲ့မပေါင်းနဲ့လို့အမေကပြောထားတယ်မလား तू ကဘယ်လိုလုပ်ပြီးတော့ရောက်လာတာတော့မင်းအတော်နေစမ်းပါကွာဒီတစ်ခါသွားမယ်ခရီးကဥပဒါကြီးရဲ့ခရီးကွာဟာဗျာဒါဆိုရင်ကျုပ်လည်းမလိုက်ရတော့ဘူးဗျအမေသိရင်ကျုပ်ကိုစော်မှာပဲဟာဒါဆိုလည်းပြန်ကွာမင်းကတော်တော်တရေပေါ်ကြောင်နေကောင်မင်းကျုပ်ညီလည်းလှည့်ပြန်နေဗျကျုပ်ဖြစ်အံ့ဩနေတာပေါ့ဗျာဥပဒါကြီးကတော့ကျုပ်ကိုပြုံးပြီးတော့ကြည့်နေတယ်တော့ပါစီကွာငါတို့ပဲသွားကြတာပေါ့အဒီကောင်ပြန်တော့တာအကြောင်းမဟုတ်ဘူးကျုပ်နဲ့ဥပဒါနဲ့အတူတူသွားတယ်ဆိုတာအမေကိုသွားပြောရင်ကျုပ်အိမ်ကိုဘယ်လိုမျက်နှာနဲ့ပြန်တက်ရမှာလဲမင်းကလည်းကွာသူ့ဟာနဲ့သူဖြစ်သွားမှာပါကွာလာစမ်းဥပဒါကြီးကကျုပ်လွယ်ကြီးကျိုးကိုဆွဲပြီးခေါ်တော့အတင်းခေါ်တာနဲ့ကျုပ်လည်းသူ့နောက်ကနေရက်ကန်နဲ့ပါသွားတာပေါ့ဗျာညိုင်းသားကိုတက်ဖို့ဟာကားလမ်းဖြတ်သွားတဲ့တမ်းမြင့်ရွာကိုအရင်သွားရတယ်တမ်းမြင့်ရွာထိပ်ကကားလမ်းဘေးမှာမြို့ကိုသွားတဲ့ကားတွေကလည်းစောင့်စီးရတာပေါ့ဗျာကားကအချိန်တိုင်းတော့မလာဘူးဗျတနာရီကိုတစ်စီးလောက်ပဲလာတာညနေ3နာရီနောက်ပိုင်းဆိုရင်တော့လိုင်းကားမလာတော့ကျုပ်တို့တမ်းမြင့်ရွာကိုရောက်တော့တိတ်မစောင့်လိုက်ရဘူးကားကြီးတစ်စီးလာပါလေရောအဲ့ဒီကားကြီးပေါ်တက်ပြီးတော့လိုက်ခဲ့တာပေါ့ဗျာကားဆိုလို့လည်းအခုခေတ်လိုမှန်လုံကားတွေဘတ်စကားတွေမဟုတ်ဘူးဗျအရင်ခေတ်ကဒေါ်ဂျစ်တွေကိုတစ်သားတွေနဲ့ကားအိမ်ပြန်ရိုက်ထားတာကားအိမ်ကတော့ခက်နေမှာအထဲမှာတော့လူထိုင်တဲ့ခုံတန်းရှိတယ်ဒါပေမဲ့လည်းအဲ့ဒီခုံတွေပေါ်မှာမိန်းကလေးလောက်ပဲထိုင်ရတာဗျယောက်ျားလေးတွေနဲ့ကုန်နေရတော့ကားခေါင်မှုပေါ်တက်ကြတာကျုပ်တို့ဆိုရင်အမြဲတမ်းကားခေါင်မှုပေါ်ကနေပဲလိုက်စီးရတယ်ကားဆိုလို့လည်းအခုခေတ်လိုမှန်လုံကားတွေဘတ်စကားတွေမဟုတ်ဘူးဗျအရင်ခေတ်ကဒေါ်ဂျစ်တွေကိုတစ်သားတွေနဲ့ကားအိမ်ပြန်ရိုက်ထားတာကားအိမ်ကတော့ခက်နေမှာအထဲမှာတော့လူထိုင်တဲ့ခုံတန်းရှိတယ်ဒါပေမဲ့လည်းအဲ့ဒီခုံတွေပေါ်မှာမိန်းကလေးလောက်ပဲထိုင်ရတာဗျယောက်ျားလေးတွေနဲ့ကုန်နေရတော့ကားခေါင်မှုပေါ်တက်ကြတာကျုပ်တို့ဆိုရင်အမြဲတမ်းကားခေါင်မှုပေါ်ကနေပဲလိုက်စီးရတယ်ကားခေါင်မှုပေါ်မှာနေရာမရှိတော့ရင်တော့ကားအနောက်ကနေတွေ့စီးရတယ်တခါတလေဆိုရင်ကားဘေးကတန်းမှာတွေ့ကပ်ပြီးတော့စီးရတာဗျကားကလည်းတနာရီမှတစ်စီးလာတာဆိုတော့အမြဲတမ်းလူတွေကုန်နေရတော့အပြည့်နေပေါ့ဗျဒီကားတစ်စီးကတော့နည်းနည်းချောင်းနေလို့ပြောရမယ်ကျုံးနဲ့ဥပဒါကြီးကလည်းကားခေါင်မှုပေါ်မှာထိုင်စီးရင်းနဲ့စကားပြောလာခဲ့တာပေါ့ဗျအခုသွားမဲ့လူကအောက်လန်းဆိုတော့ဥပဒါကြီးလို့လိုပဲလားဗျမဟုတ်ဘူးကွာအောက်လန်းနဲ့စုံနဲ့မတူစုံဆိုတာမီယိုဖလာလက်ဆင့်ကမ်းခဲ့တဲ့အသိပညာအတတ်ပညာတစ်ခုပဲအောက်လန်းဆိုတာကတော့အတတ်ပညာတီးတံပဲကွာစုံတိုင်းအောက်လန်းမတက်တယ်လို့အောက်လန်းတိုင်းလည်းစုံပညာမတက်ကြဘူးဥပဒါပြောမှပဲကျုပ်လည်းနားရှုပ်သွားတယ်လေအောက်လန်းအစရရရာတဲ့တကယ်တော့အောက်လန်းဆိုတာလူတစ်ယောက်မကောင်းတာဖြစ်သွားအောင်လုပ်တဲ့နီးလန်းတွေကိုဆိုလိုတာပဲရရရာဆိုတာလည်းလူတစ်ယောက်ကိုကောင်းအောင်လုပ်ပေးလို့ရတယ်လို့စိုးကျိုးဖြစ်သွားအောင်လုပ်ပေးလို့လည်းရတယ်ရရရာတို့ဓာတ်ရိုက်တက်စင်လို့ဆိုတာလေအောက်လန်းနီးတစ်ခုပေါ့ကွာဒါထက်မြင့်သွားရင်တော့အင်းတွေစမတွေဆေးတွေပေါ့ကောင်းတဲ့အင်းကောင်းတဲ့ဆေးကိုသုံးရင်တော့အထက်လန်းပေါ့ကွာမကောင်းတဲ့ဆေးတွေမကောင်းတဲ့အင်းတွေသုံးရင်တော့အောက်လန်းပေါ့ကွာဒီထက်အဆင့်မြင့်သွားရင်တော့အတိုက်ခိုက်နီးလန်းတွေသုံးတယ်များသောအားဖြင့်အတိုက်ခိုက်တွေဆိုတာတရေတွေမွေးထားပြီးခိုင်းစားတတ်တာပဲနောက်ပြီးတော့လူတွေအိမ်တွေခြံတွေမှာလည်းအဆောင်တွေမမြင်ရတဲ့လူတွေရှိတတ်တယ်အဲ့ဒီမမြင်ရတဲ့အရာတွေကိုတုံးချပြီးတော့ပြန်ခိုင်းစားတဲ့သဘောပဲကွာနားလည်ပြီလားနားလည်ပါပြီဥပဒါဒါနဲ့အခုအောက်လန်းဆရာကိုဥပဒါကြီးကဘလို့သိတာလဲအောက်လန်းမှာလည်းသုံးတဲ့သူပေါ်မူတည်ပြီးတော့ခြေရလက်ရတွေကြံခဲ့တယ်ကွာအဲ့ဒီခြေရလက်ရတွေကိုကြည့်ပြီးတော့သိတာပေါ့ကွာကျုံလေဥပဒါကြီးအနာကိုကတ်လိုက်တယ်ဗျဘေးဘီကိုကြည့်လိုက်တော့လေတခြားခီးသည်တွေကသူတို့စိတ်ကူးနဲ့သူတို့ကားစီးနေကြတယ်အဲ့ဒီလူကဘယ်သူလဲဆိုတာဥပဒါကြီးသိတာဟမ်သိတာပေါ့ကွာဒီကောင်နာမည်ကဘာတော်တဲ့အောက်လန်းဘာတော်ပေါ့ကွာ तू ကဘာလို့မလို့ဥပဒါကြီးကိုအညှို့တေထားရတာလဲဗျဥပဒါကြီးကတော့ကွန်ဒရီတစ်ချက်ကိုကားပေါ်ကနေလှမ်းထွေးလိုက်တယ်ဗျမင်းမှတ်မိလားတခါတော့တို့ရောက်ဓမြတိုက်တော့ငါတို့မောင်းထုတ်ခဲ့တာလေကျုပ်လည်းပြန်စဉ်းစားပြီးတော့ခေါင်းငင်လိုက်တယ်ကျုပ်တို့လွန်ခဲ့တဲ့တစ်နှစ်လောက်တော့ရွာကိုတိုက်တဲ့ဓမြတွေကိုဥပဒါကြီးကမောင်းထုတ်ခဲ့တယ်လေဗျကျုပ်သိပြီဥပဒါသူ့နာမည်ကဘာမော်ဆိုတာပဲဗျနောက်တော့ရဲတွေဖမ်းမိသွားတယ်မလားအေးကွာအဲ့ဒီဘာမော်ကဓမြတိုက်တဲ့ခါမှာအောက်လန်းနီးနဲ့လူတွေကိုအိမ်ငွေချတယ်နောက်ပြီးတော့သူ့ကိုယ်သူလည်းအောက်လန်းနီးတွေနဲ့ကာကွယ်ထားတယ်မလားနောက်ပြီးတော့သူ့ကိုယ်သူလည်းအောက်လန်းနီးတွေနဲ့ကာကွယ်ထားတယ်မလားအေးအဲ့ဒီအောက်လန်းနီးတွေကိုဒိုင်ခံလုပ်ပေးနေတဲ့သူကတော့အခုပြောတဲ့အောက်လန်းဘာတော်ပဲကွာအောက်လန်းဘာတော်ကဓမြဘာမော်ရဲ့အကိုပေါ့ကွာကျုပ်လည်းအဲ့ဒီတော့မှသဘောပေါက်သွားတော့တယ်ဘာမော်ကတော့ကျုပ်တို့ရောက်ဓမြတိုက်နေရတော့ဥပဒါကြီးအကြောင်းကိုသူ့ကိုအောက်လန်းဘာတော်ကိုပြောလိုက်တာနေမှာပေါ့ဗျအဲ့ဒီမှာပဲအောက်လန်းဘာတော်ကဥပဒါကြီးကိုရန်ညှိုးဖွဲ့တာပေါ့တနားကြီးတသားလောက်ကားစီးပြီးတော့မြိုင်သားမျိုးလေးကိုရောက်ခဲ့တယ်ဗျကျုပ်တို့လည်းကားဂိတ်ဆုံးနဲ့မြိုင်သားဈေးကြီးရှိတီလိုက်စီးတာပေါ့ဗျနေမွန်းတဲတော်မယ်ဆိုရင်လည်းဈေးကြီးကတော့စီကားနေတော့မယ်ကျုပ်တို့လည်းဘိုက်စာစာနဲ့ဈေးကြီးအရှိကစိုက်နှန်းနေမှာမဟုတ်လက်တော့ဝင်စားတာပေါ့မဟုတ်လက်တော့ဆိုတာလေထမင်းကိုငရုတ်စီစမ်းပြီးတော့ကြာစံအာလူပြုတ်ဂေါ်ဘီနဲ့ခရမ်းညင်တီပပလှိထည့်ထားပြီးစီရွှဲရွှဲစမ်းပြီးတော့တုတ်ပေးတယ်ထမင်းတုတ်တစ်မျိုးပေါ့ဗျပကံထဲကိုပုံထည့်ထားပြီးတော့အပေါ်ကနေကြက်သွန်စီချက်ကလေးစမ်းပြီးတော့မြေပဲဆန်ကြော်လေးဖြူလိုက်ရင်တိတ်မွေးပြီးတော့စားလို့ကောင်းတာဗျပြောရင်းနဲ့တောင်တိတ်ရီတောင်ကြပါလေဗျမဟုတ်လက်တော့ကိုတယောက်နှစ်ပွဲစီစားလိုက်ကြတယ်ဘူးတီဟင်းကားလေးကလည်းတောက်လို့ကောင်းမှကောင်းပဲဗျပြီးတော့လေကျုပ်ကငွေရှင်းမလို့လို့တော့ဥပဒါကြီးကသူ့ရှင်းပေးလိုက်တယ်အဲ့ဒါအပြင်မဟုတ်လက်တော့ဆိုင်ကနေအာလူတုတ်တစ်ပွဲပါပဆယ်ဝဲတယ်အာလူတုတ်ဆိုတာလည်းပြုတ်ထားတဲ့အာလူကိုငရုတ်စီချက်ပဲမုံနဲ့စီလေးတုတ်ထားတာကိုခေါ်တာဗျဥပဒါကြီးကအာလူတုတ်ဝဲအောင်ဘိုက်မဟုတ်ပါဘူးလားဗျကျုံမေးတော့ဥပဒါကြီးကအတုတ်တယ်ထုတ်ပေးလိုက်တယ်အာလူတုတ်ဖတ်ထုတ်လေးကိုမြှောက်ပြရင်လည်းနေငါတို့ကိုမဟုတ်ဘူးကွာကိုကောက်မို့ကျုံလည်းနားမလဲတော့ဘူးလေနောက်တော့ဈေးထဲကိုဝင်ပြီးတော့ဂျီအိုတီတီလေးတစ်လုံးဝဲတယ်တောက်ရီအိုလေးတီတီလေးပါနောက်တော့မြိုင်သာမျိုးလင်နာမင်္ဂလာကန်ကြီးလေးကနေကျုပ်တို့တောက်ရီအိုလေးတွေကိုရေခတ်ခိုင်းနေဗျရေခတ်ပြီးပြီဆိုရင်ပဲကျုပ်တို့ဈေးကြီးတစ်ဖက်နာမှာရှိတဲ့ညောင်မင်းနားကိုလာခဲ့တာပေါ့ဗျာညောင်မင်းနားမှာတော့ကွင်းကြီးတစ်ကွင်းရှိတယ်ဗျကွင်းဆိုရင်လည်းတိတ်ကြီးတော့မဟုတ်ပါဘူးဗျာဘောလုံးကွင်းလောက်ပဲရှိတာမြိုင်သာမှာဘောလုံးပြိုင်ပွဲတွေအားကစားပွဲတွေလုပ်ရင်အဲ့ဒီကွင်းထဲမှာပဲလုပ်ကြတာဖျားပွဲလုပ်ရင်လည်းအဲ့ဒီကွင်းထဲမှာစက်ရုံတွေထိုးတာပေါ့ဗျာအဲ့ဒီနားမှာလည်းတကိုးကြီးတဲ့ဖျားတဆူရှိတယ်ဗျအဲ့ဒီကွင်းကြီးကတော့အနီးနားရွာတွေကမြိုင်သာကိုလာတဲ့ခါမှာလှဲဝိုင်းတွေရက်ထားလိမ့်ရှိတယ်ကွင်းပေါ့ဗျ
ကွင်းကြီးဘက်လည်းမှာလည်းအရေးရခရီးပင်တို့မကြီးပင်တို့တမာပင်တို့နဲ့အုပ်ဆိုင်နေတာဗျကွင်းတစ်ဖက်မှာတော့ရွှေရောင်တဝင်းဝင်းနဲ့ဖျားကိုမြင်ရတယ်ကျုပ်လည်းဖျားကိုလက်အုပ်ကြည့်ပြီးတော့စိတ်ထဲကနေကြောက်လိုက်တာပေါ့ဗျနောက်တော့ဥပသားကြီးနဲ့တူတူညောင်မင်းကြီးနားကိုရှောက်လန်းခဲ့တယ်ညောင်မင်းကြီးကလည်းတော်တော်ကြီးတယ်ပင်ကြီးဗျညောင်မင်းအောက်မှာလည်းအုပ်ပေါင်တွေခွေထားတာဆိုတော့ခရီးသွားတဲ့သူတွေနားကြတဲ့နေရာပေါ့ဗျကျုပ်တို့လည်းညောင်မင်းအောက်ရောက်တော့ဥပသားကြီးကတခုခုရှာနေတာဗျဥပသားကြီးဘာတွေရှာနေတာလဲဗျငါငပြိုင်းကိုရှာနေတာကွာဒီကောင်ကဒီနားမှာနေတယ်လို့ပြောလို့လေအဲ့ဒီတော့မှကျုပ်လည်းသိလိုက်တယ်အမမီဝေရဲ့ယောက်ျားဖြစ်ခဲ့မှုတဲ့ကိုပြိုင်းကယူနေတာလေဗျဒါနဲ့ပဲကျုပ်လည်းလိုက်ရှာတယ်အယူဖြစ်နေတဲ့ကိုပြိုင်းကိုမတွေ့ရဘူးဗျအဲ့ဒီနားလူတွေကိုသိမလားမေးကြည့်တော့လေညောင်မင်းကြီးနားကွင်းရရောက်တဲ့တော်ကြီးကသိတယ်လေအဲ့ဒီအယူကဒီလိုနေပူချိန်ဆိုရင်တော့ဖယားနောက်ဖက်စောင်းနှန်းထဲမှာတော့အိမ်နေတတ်တာသူ့နာမည်ကငါပြိုင်းနေလားငါတို့ကတော့အယူလောစီလို့ခေါ်ကြတာလေကျုပ်တို့ကလည်းဖယားစောင်းနှန်းလေးဘက်ကိုထွက်ခဲ့တယ်အနောက်ဖက်စောင်းနှန်းဆိုတာလေလူကခိုက်ရှင်းရှင်းပဲဗျစောင်းနှန်းအစင်းလန်းတစ်ချောင်းမှာလေနတ်လန်းလို့ခေါ်တဲ့အမိုးတက်ထားတဲ့ဈေးညံလန်းလေးရှိအဲ့ဒီလမ်းဘေးမှာအုတ်ခုံလေးတွေရှိတယ်ဗျဟောမကြပါဘူးဗျအရက်ကြီးကလန်ကလားနဲ့အုတ်ခုံလေးပေါ်မှာခွေခွေလေးအိမ်နေတဲ့ကိုပြိုင်းကိုတွေ့ရတယ်ဥပသားကြီးကလည်းကိုပြိုင်းရဲ့ကိုလုံးကိုခြေထောက်နဲ့ကန်ပြီးနှိုးလိုက်တော့ကိုပြိုင်းကထလာတယ်ခြေထောက်နဲ့မကန်လို့လည်းမရဘူးလေဗျသူ့ရဲ့လက်တစ်ဖက်မှာအာလူတုတ်တစ်ထုပ်နောက်လက်တစ်ဖက်မှာတော့ရေအိုးပိုက်ထားတယ်မလားဟာတကြီးကျုပ်မခုံးတော့ကျုပ်မလုပ်ဘူးဗျဥပသားကိုတွေ့တာနဲ့ကိုပြိုင်းကထပြီးအော်တော့တာပဲဗျဥပသားကြီးကလည်းဘေးဘီကိုကြည့်လိုက်တယ်ဖယားနဲ့လမ်းမှာလူရှင်းနေတာပဲဒါနဲ့ပဲဥပသားကြီးကအံကိုကြည့်လိုက်ပြီးတော့ဒီကောင်ကိုချုပ်ဆန်းဟိကျုပ်လည်းကျုပ်ကိုပြောတယ်မှလို့လက်ထက်ကကွန်းအိတ်ချမလို့လုပ်တော့မှာပဲကိုပြိုင်းတယောက်လက်ကိုကိုနဲ့ဘေးကိုကတ်ထားပြီးတော့ညှိနေတာဗျပါဇက်ကတော့မဟုတ်တာတွေအော်ပြီးတော့ရုန်းကန်နေတာသူ့ကိုတယောက်ယောက်ကဖမ်းချုပ်ထားသလိုမျိုးလည်းဖြစ်နေတာပေါ့ဗျခြေရောလက်ကောလည်းဘယ်သူမှမကင်ထားပါမင်းနဲ့လှုပ်မရဘူးဖြစ်နေတာဟေ့တိတ်ဆန်းဥပသားရဲ့အတန်ကအမိတ်အာနာတန်ပါတယ်ဗျလူပြက်နေတဲ့နတ်လန်းထဲမှာသူ့အတန်ဟိန်းနေတာပဲထူးဆန်းနေဗျသူအော်လိုက်တယ်ဆိုရင်ပဲကိုပြိုင်းရဲ့အတန်တိတ်သွားတာဥပသားရဲ့လည်းကိုပြိုင်းရဲ့ခေါင်းပေါ်ရေအိုးတင်လိုက်တယ်လက်တစ်ဖက်ကရေအပြည့်နဲ့အိုးကိုထိန်းထားပြီးတော့နောက်လက်တစ်ဖက်ကတော့သူ့အင်ကြီးအိတ်ကထဲကအကလေးတစ်ချောင်းကိုထုတ်လိုက်တယ်အကအချီအဖြူအောင်လေးတစ်ထွားလောက်လေးပါတယ်ဗျနောက်တော့တစ်ခုခုကိုရေရွတ်ပြီးတော့အကိုအချီကနေကင်ပြီးရေအိုးထဲကိုပြစ်ချလိုက်တယ်အခလေးကရေထဲကိုစိုက်ပြီးတော့ဆင်းသွားတာပေါ့ဗျကျုပ်လည်းကြည့်ကောင်းကောင်းနဲ့ကြည့်နေမိတာဟေးဒီအာလူတုတ်ကိုဖြီးလိုက်ကွာပြီးရင်မင်းသူ့အာလူတုတ်တွေကွန့်ကြွေးစမ်းကျုပ်လည်းလက်ထက်ကကွန်းအိတ်ကိုအောက်မှာချပြီးတော့ဥပသားကြီးချက်လောင်နာဖက်နဲ့ထုတ်ထားတဲ့အာလူတုတ်ကိုဖြီးလိုက်တာပေါ့အာလူတုတ်ကလည်းစီကျန်းနံလေးနဲ့ဆိုတော့မှွေးနေတာပဲကျုပ်လည်းလက်တောင်မစေးတော့ဘူးအာလူတုတ်ကိုလက်နဲ့တလုတ်ကင်ပြီးတော့ကိုပြညံ့နာနာကိုတိုးသွားတာပေါ့ဟေးမစဟာစမ်းအယူကိုပြန်ပါစဟာလေဗျကျုပ်လည်းကျုပ်လက်ထက်ကအာလူတုတ်ကိုသူ့ပါစက်ထဲကိုထိုးထည့်ပေးလိုက်တယ်စားစမ်းကွာကိုအောင်စားဟေးမစဟာစမ်းအယူကိုပြန်ပါစဟာလေဗျကျုပ်လည်းကျုပ်လက်ထက်ကအာလူတုတ်ကိုသူ့ပါစက်ထဲကိုထိုးထည့်ပေးလိုက်တယ်စားစမ်းကွာကိုအောင်စားအယူကိုပြန်အာလူတုတ်စားတယ်ကျုပ်ကလည်းနောက်တစ်လုတ်ခွန်းတာပေါ့ဗျအာလူတုတ်ဆိုတာလေလက်တက်ဆုပ်စားလောက်ပဲရှိတာပါသုံးလုံးလောက်ခွန်းပြီးတော့ကုန်သွားတာပဲအဲ့ဒီချိန်မှာဥပသားကြီးကနောက်ကိုစုပ်ခိုင်းနေကျုပ်ကိုတခုခုမမ်းမှုတ်ပြီးတော့ရေအိုးလက်ညှိုးနဲ့၃ချက်လောက်ခောက်လိုက်တော့ရေအိုးကခွန်းကနေကွဲပြီးတော့ရေတွေထွက်လာပါလေရောအောက်မှာထိုင်နေတဲ့ကိုပြန်းရဲ့တကူလုံးလေရေတွေဆူဆွဲသွားတာပေါ့ဗျကျုပ်လည်းလန့်ပြီးတော့ထအောင်ပြီးတော့မလို့ပဲရေအိုးတေကြီးကဥပသားကြီးလက်ညှိုးနဲ့၃ချက်လောက်တောက်လိုက်တာကွဲသွားတယ်လို့ဗျထူးဆန်းတယ်မို့လားထူးဆန်းတာလေခုနရေအိုးထဲမှာထည့်ထားတဲ့အခလေးကကိုပြန်းရဲ့ငယ်လေးတက်တက်မှာစိုက်နေတာဗျရေအိုးကွဲလုံးမှာစိုက်သွားတာလားအိုးမကွဲခင်ကလေးကစိုက်နေတာလားတော့မပြောတတ်ဘူးအဲ့ဒီချိန်မှာပဲကိုပြန်းကတော့တုံတုံညင်ညင်ဖြစ်လာမသိရင်ငှက်ဖျားတက်တာကြာနေတာပဲဗျနောက်တော့လေပါဇက်ကနေအော်ပြီးတော့ဟောကနေအန်ချလိုက်တာဖယားနလန်တစ်ချောင်းမှာလေအန်ဘက်တွေဖွေးနေတာပဲဗျကျုပ်ရှင်ယွန်လိုက်တာအခုနစားထားတဲ့အာလူတွေဆိုတာလေအထွေးလိုက်ကြည့်ဗျအန်ပြီးတယ်ဆိုရင်ပဲကိုပြန်းရဲ့မျက်လုံးတွေကလေကျုပ်တို့တွေ့တွေ့ကြည့်နေတယ်ဗျသူ့မျက်လုံးတွေကလေနည်းနည်းလေးပုံပြောင်းသွားတယ်လေဟမ်တကြီးသားပါလားအဲ့ဒီနောက်အနီးပုံဝင်ချင်းကိုလှည့်ကြည့်ပြီးတော့ငါဘယ်ကိုရောက်နေရလဲကွာဟမ်ဥပသားကြီးကဘာမှမပြောဘဲနဲ့အခုနရေအိုးကွဲတာတဲ့အိုးကွဲစားတွေကိုစုပုံလိုက်ပြီးတော့ကိုပြန်းကိုနင်းခိုင်းတယ်ကိုပြန်းကလည်းရေအိုးကွဲတွေကိုနင်းတော့အိုးချမ်းစားတွေကတဖြောက်ဖြောက်နဲ့ကြိုးကုန်တာပေါ့ဗျကဲရောက်ပြီကွာမင်းတို့နှစ်ယောက်ဖယားနလန်ကိုပြန်ရှင်းပေးခဲ့ကြကွာနော်ဥပသားကြီးကဖယားနလန်ကနေဆက်ပြီးတော့ဆင်းသွားတယ်ကိုပြန်းကတော့သူ့ကိုယ်သူငုံကြည့်တယ်ပစိုးမလုံးကလေးအောက်မှာလေသူ့ဖွားဘတ်တော်ကြီးကလေတွဲလုံးကြီးမို့လားငါဘာဖြစ်သွားလဲကွာဟမ်ခင်ဗျယူနေတာဗျ3လလောက်တော့ရှိတော့မယ်ကျုပ်လည်းတပြက်စီချမ်းရှာပြီးတော့လှည့်ချရတာပေါ့ဗျမကြခင်မှာကျုပ်ကိုကူညီပေးမဲ့တငယ်ချင်းလေးတွေရောက်လာကြတယ်ဖယားရဲ့ခွေးတွေပေါ့ဗျအဘတ်တွေကိုလည်းကြုံပြီးတော့စားနေတာဗျမိဝေဘာဖြစ်သွားပြီလဲစိတ်ခိုင်ခိုင်ထားပါကိုပြန်းရအမမိဝေစုံပြီဗျကိုပြန်းကတော့တွေ့တွေ့ဖြစ်သွားတယ်နောက်တော့လေနန်းလန်းတိုင်းဆင်းပြီးသွားတာပဲဗျညိုင်းသားမှာသူ့လှုပ်ရှိတယ်သူ့ဆွေမျိုးသားချင်းတချို့လည်းရှိသေးတယ်မို့လားအဲ့ဒါကိုတတိယလို့ဆင်းသွားတာဖြစ်မှာပေါ့ကျုပ်ကတော့နှုတ်ဆက်မသွားဘူးဗျကျုပ်လည်းဖယားနန်းလန်းဆင်းမယ်လို့တော့ခွေးတွေကလည်းအံဘတ်တွေကိုရှာနေရက်နေတာဗျအဲ့ဒီထဲမှာရွှေရောင်လက်နေတာလေးတခုတွေ့လိုက်တယ်ကျုပ်လည်းရွှေလုံးလားဆိုပြီးတော့ကောက်လိုက်တော့ရွှေမဟုတ်ဖဲနဲ့ကြီးပြားလေးတစ်ချက်ကိုလုံးထားတာမျိုးဖြစ်နေတယ်ဗျတခုခုထူးပြီဆိုပြီးကျုပ်လည်းအဲ့ဒီအလုံးလေးကိုကောက်ပြီးတော့လက်ဝါးထဲထည့်ပြီးတော့နန်းလန်းအတိုင်းပြေးဆင်းလာခဲ့တယ်ဥပသားကြီးကနန်းလန်းအစင်းသားထိုင်ကုန်လေးမှာထိုင်ပြီးတော့သူ့ကုန်းအိတ်ထဲကကွန်းထုတ်ပြီးတော့ကွန်းတရားရားနေတယ်ရုပ်ဥပသားကြီးကိုပြိုင်းအန်တဲ့ထဲကနေဒါလေးထွက်လာတယ်ဗျဥပသားကြီးကတော့ကွန်းရွက်ကိုထုံးတုပ်ပြီးတော့ရှာစီဘူးလေးပါဖွင့်ပြီးတော့တုပ်နေတာဗျအေးလေအဲ့ဒါအယူအင်းလို့ခေါ်တယ်ကွာကိုင်နဲ့လူလည်းယူရော်ဟိကျုပ်လည်းလန့်ပြီးတော့မြေပေါ်ပြေးချလိုက်တာပေါ့ဗျာကိုင်နဲ့လူကယူတယ်လို့ပြောတယ်မလားကျုပ်ကဒါအောင်မသိဘဲနဲ့နန်းလန်းတစ်လျှောက်ကိုင်လာခဲ့တာလေကိုကောင်းကိုပြန်ပြီးတော့လေပုတ်ကြည့်ရသေးတယ်ငါယူများယူသွားပြီလားဆိုပြီးတော့ပေါ့ဥပသားကြီးကတော့ကွန်းရရင်နဲ့နေကျုပ်ဖြစ်ကိုကြည့်ပြီးတော့ခွတ်တိုးခွက်လန်ရီတော့တာပဲကျုပ်လည်းလန့်သွားတာပေါ့ကျုပ်ယူသွားပြီလားဗျကျုပ်ယူသွားပြီလားဟမ်အဲ့ဒီတော့ကျုပ်စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်ကိုခင်ဗျားတို့သိအောင်ပြောပြလို့ရရင်ပြောပြလိုက်ချင်တယ်ဗျဒါပေမဲ့လည်းပြောတော့မပြတတ်ဘူးဗျကြောက်လည်းအရန်ကိုကြောက်နေတာပေါ့ဗျငါမင်းကိုစတာပါကွာကိုင်ယုံနဲ့ယူမလားကွာအဲ့ဒီတော့မှကျုပ်လည်းတက်ပြင်းချနေတယ်ဥပသားကြီးကတော့ကွန်းရကိုပစောင်ထဲကိုထိုးထည့်ပြီးတော့ရီနေတော့ပဲဗျဒါဆိုရင်ဘယ်လိုလုပ်ရင်ယူလာလဲဗျအယူအင်းလိုပဲအလွယ်ခေါ်စုပ်ကွာဒီအင်းကတော့တဲကြီးပြက်အောင်လှုပ်ထားတာကွာပါဇက်ထဲကိုရောက်သွားပြီးတော့ဝမ်းနေကိုရောက်သွားမှယူတာဒါပေမဲ့လူတိုင်းလည်းယူတာမဟုတ်ဘူးကွာယူအောင်လုပ်မဲ့လူရဲ့နေနံနဲ့နာမည်ကိုအတိတ်တကျစီရင်ထားတာတခြားသူစားရင်တော့ဘာမှမဖြစ်ဘူးပေါ့ကွာ
ဥပဒါကြီးကအဲ့ဒီအင်းကွက်ကိုကောက်ပြီးတော့ဖြည့်ကြည့်လိုက်တယ်အင်းထဲမှာတော့စက်ဝိုင်းပုံလေးရေးထားပြီးနားငယ်ပုံစံလေးတွေရေးထားတယ်နောက်ပြီးတော့ကနန်းတွေကိုလည်းရေးထားတယ်ဗျဥပဒါကြီးကတော့အဲ့ဒီအင်းကိုမြေပေါ်ချလိုက်ပြီးတော့သူ့ပါဇက်ကဝါထားတဲ့ကွန်ထရီနဲ့ထွေးချလိုက်တယ်ဆိုရင်ပဲအင်းကွက်ကတော့မြေပေါ်ကနေမြောက်တက်လာပြီးတရှင်းရှင်းဖြစ်နေတာဗျမင်းကိုရေနဲ့လောင်းလိုက်တဲ့အတန်မျိုးပေါ့ဗျမြေပေါ်မှာတစ်ချက်နှစ်ချက်ခုန်နေလိုက်သေးတယ်နောက်ပြီးတော့ငြိမ်သွားတာဗျအဲ့ဒီအင်းကွက်ပြတ်သွားပြီကွာတခြားလူတွေဘေးမဖြစ်အောင်ကောက်ပြီးတော့ပြစ်လိုက်ပါကွာကျုပ်လည်းအင်းကွက်ကိုအသာလေးကောက်ခဲ့ပြီးတော့ဥပဒါကြီးနောက်ကိုလိုက်ခဲ့တယ်ဥပဒါကြီးကတော့ကိုယ်ရင်လေးပိုက်ပြီးတော့အရှိကနေမော့တော်နဲ့သွားတာပေါ့ဗျကျုပ်လည်းလိုက်လာရင်လည်းဈေးထွက်လာရေမြောင်းတွင်းကြီးတွေကိုပြစ်ချလိုက်တယ်အင်းနေပါရီကစီးစင်းတဲ့ရေအရှင်တွေကိုလှုပ်ပြရတယ်လို့လည်းကြားဘူးထားတယ်မို့လားကျုပ်တို့ဖျားပေါ်ဆင်းလာတော့ညနေ3 နာရီတော့ထိုးတော်မယ်ဗျဥပဒါကြီးသွားတဲ့နောက်ကိုကျုပ်ကပြေးလိုက်ပြီးတော့ဥပဒါကြီးမြိုင်သာရောက်ပြီဆိုတော့ဟိုအောက်လန်းဆရာစီကိုမတော်ဘူးလားဗျမတော်သေးပါဘူးကွာအချင်းကမကောင်းတော့ဘူးကွာငါတို့ဒီညတော့မြိုင်သာအတိအိမ်မှာပဲတညတဲရတော့မှာနောက်နေ့ကျမှပဲငါတို့အဲ့ဒီကောင်နဲ့တွေ့မယ်ကွာဥပဒါကြီးကတော့လှုပ်ပြီဗျပြောတော့ကြားဖမ်းမယ်စင်ဖမ်းမယ်နဲ့ဥပဒါကြီးကလည်းကျုပ်ကိုစိတ်ဆိုးသွားပုံရတယ်ဗျလမ်းလျှောက်တာရက်ပြီးတော့ခါတစ်ဖက်လက်ထောက်ပြီးကျုပ်ကိုစိုက်ကြည့်နေတယ်ကျုပ်လည်းစကားမှားသွားလားဆိုပြီးတော့စိုးရင်တာပေါ့ဒီမဲ့ဟေ့ငါနာမည်ဖားတာတယ်ကွာငါဘယ်တော့မှမလုပ်နိုင်မယ်မပြောအခုမတော်သေးဘူးဆိုတာလေအချိန်အခါမကောင်းတော့လားရဲ့နောက်ပြီးတော့ငါဘယ်တော့မှတစ်ဖက်သားကိုခိုးချောင်ခိုးဝဲမလုပ်တတ်ဘူးကွာတောင်းပါလေဥပဒါကြီးဟာကျုပ်ကခံပြင်းလို့ပါဗျဒါနဲ့နေစမ်းမခိုးချောင်ခိုးဝဲမလုပ်ဘူးဆိုတော့ပေါ်တင်လို့မလုပ်လားဒီကောင်ကိုရှောင်းတခင်တိုက်ရင်ဒီကောင်ပြင်ဆင်ချိန်ဘယ်ရမလဲကွာအောက်လန်းဆိုတာစုံအတက်ပညာတွေလို့စက်တွေပါတွေလှုပ်လို့ရတာမဟုတ်ဘူးကွာမင်းကငါပြောခဲ့တယ်လို့ပဲအတိုက်ခိုက်တော့အစီရင်တို့အားကိုးရတာမလားဒီတော့ငါသူ့ကိုစိန်ခေါ်မယ်ကွာပြီးရင်သူလည်းပြင်ဆင်စရာရှိတာပြင်ဆင်လာခဲ့ငါတို့နှစ်ယောက်တနေရာမှာချိန်ပြီးတော့ပညာပြန်ရမယ်ကွာဥပဒါကြီးပြောတော့ကျုပ်ဖြင့်ကြက်သီးတွေတစ်ဖြည်းဖြည်းထသွားတယ်ဗျဥပဒါကြီးရဲ့စိတ်ဓာတ်ကိုလည်းလေးစားသွားတယ်ကိုရန်သူကိုအလင်းမတိုက်ဖ ೇನೆ သူ့ကိုလည်းပြင်ဆင်ချိန်ပေးပြီးတော့မှသူတင်ကိုတင်စော်ကြမှာဆိုတော့ကြည့်ကောင်းပြီပေါ့ဗျာကျုပ်လည်းဥပဒါကြီးနောက်ကနေလိုက်ခဲ့ပြီးတော့ဥပဒါကြီးကလည်းဈေးပိုင်းရက်ွက်ထဲကိုဝင်သွားတယ်ကျုပ်လည်းနောက်ကနေလိုက်သွားတော့မကြခင်မှာပဲအိမ်ရှိမှာဥပဒါကြီးကခြေစုံရက်လိုက်တယ်အိမ်ကတော့ချန်ကြီးဝင်းကြီးနဲ့အိမ်ပေါ့ဗျာခြံထဲမှာလည်းကျွန်းသားတွေနဲ့စောက်ထားတဲ့နှစ်ထပ်အိမ်တစ်လုံးရှိတယ်အိမ်ကြီးကလည်းရေနံကြီးဝနေတော့မဲပြီးနှက်နေတာပေါ့ဗျာကျွမ်းမှာကျုပ်တို့အိမ်ကအိမ်ကြီးအိမ်ကောင်စီးရင်ထဲမှာပါတယ်ဗျဒီအိမ်ကြီးကတော့ကျုပ်တို့အိမ်ထက်3 ဆလောက်တော့အနည်းဆုံးရှိတယ်အိမ်ကြီးရခိုင်ဆိုတာဒါမျိုးဖြစ်မှာပေါ့ဗျာခြံတကားကြီးကိုဖွင့်ထားပြီးတော့အထဲမှာလည်းလူတွေအများကြီးတွေ့ရတယ်ခြံထဲမှာလည်းဆိုင်းပုတ်ကြီးထောင်ထားတယ်ဗျဆိုင်းပုတ်မှာရေးထားတဲ့စာတွေကိုကျုပ်လည်းလိုက်ဖတ်တာပေါ့ဗျာဘေးရင်ဘရင်ဝေဒဝိဇ္ဇာမန္တလေးဆရာသိမ့်ဆိုပါလားဆိုင်းပုတ်မှာတော့ကြော်ညာရေးထားတာကျွန်းဝေနေတာပေါ့ဗျာအိမ်တော်ရေးစီးပွားရေးယာရုအလုပ်ကိုင်းစောင်းမွေးပဲကိစ္စတွေတဲ့ဓာတ်ရိုက်တဲ့ဆင်ပေးတယ်ဆိုပဲဗျဥပဒါကြီးကလည်းအဲ့ဒီခြံကြီးကိုကြည့်ပြီးတော့ဒီကောင်ပေါ့ကွာငါပြောတဲ့အောက်လန်းဘာတော်ဆိုတာဒီကောင်ပဲကွာဥပဒါကြီးကလည်းအဲ့ဒီခြံကြီးကိုကြည့်ပြီးတော့ဒီကောင်ပေါ့ကွာငါပြောတဲ့အောက်လန်းဘာတော်ဆိုတာဒီကောင်ပဲကွာကျုပ်ဖြင့်ယုံတော့မယုံနိုင်ဘူးဗျဟုတ်ပါမလားဥပဒါကြီးဒီလူကမန္တလေးဆရာသိမ့်ဆိုဗျမင်းနဲ့ကွာအောက်လန်းသမားတွေဆိုတာသူတို့ကိုသူတို့အောက်လန်းလို့ပြောမလားဘေးရင်ဆရာရောင်ဘိန်းတော်ဆရာရောင်နဲ့လူထင်ကြီးအောင်နေတတ်ကြတာတစ်ဖက်တစ်လန်းကကောင်းတာတွေလုပ်နေတယ်ရောင်နဲ့တကယ်တော့အောက်လန်းပညာနဲ့အစီရင်တွေလုပ်ပေးနေတာကွာဒီတော့ကျုပ်တို့သူ့ကိုဘာလုပ်ကြမှာလဲဒီနေ့တော့ငါဘာမှမလုပ်သေးပါဘူးကွာလုပ်ရမှာမင်းကွာကျုပ်လည်းလန့်သွားတာပေါ့ဗျာကျုပ်ကဘာလုပ်ပေးရမှာလဲမင်းကသူ့ဟောကန်ထဲဝင်သွားပြီးတော့သူ့ကိုစိန်ခေါ်ရမယ်ကျုပ်ပြင်တကိုယ်လုံးကြက်တီးမွင်းချင်းတွေထောင်ထားပြီးတော့တစ်ချက်နှစ်ချက်တုံတက်သွားတယ်ဖြို့ခင်ဗျားတို့ပဲစဉ်းစားကြည့်လေအောက်လန်းဆရာတယောက်ကိုဘာမှမတတ်တဲ့ကျုပ်ကသူ့အိမ်ထဲဝင်ပြီးတော့သွားပြီးတော့စိန်ခေါ်ရမှာမလားတော့ကြသူကစိတ်ဆိုးပြီးတော့ကျုပ်ကိုအောက်လန်းဆေးမုံလို့အင်းတို့နဲ့ပြစ်လိုက်လို့ကျုပ်တစ်ခုခုဖြစ်သွားရင်ဘယ်နဲ့လုပ်မလဲကျုပ်တွေးကြောင်နေတော့ဥပဒါကြီးကလည်းတိကုန်ရတယ်ဗျဘာလဲကွာမင်းကကြောက်နေတာလားမင်းကိုစိန်ခေါ်ခိုင်းတာမဟုတ်ပါဘူးကွာမင်းလုံးဝမှာအထဲကိုဝင်သွားအရေးကြီးလို့ဆရာနဲ့တွေးပြရစီပြောပြီးတော့ငါမှားလိုက်တဲ့စကားတွေကိုသူ့ကိုဝင်ပြောပေးုံပဲဒီလိုဆိုတော့လေလွယ်သားဗျကျုပ်လည်းခေါင်းညစ်လိုက်တာပေါ့ဗျာဥပဒါကြီးပြောတာတွေကိုကျုပ်သေချာမှတ်ပြီးတော့အဲ့ဒီချမ်းကြီးတွေကိုဝင်သွားတယ်အိမ်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲအိမ်ဝမှာကောင်းမလေးတယောက်ကကျုပ်ကိုကြိုးစိုးတယ်ဗျစပွဲလေးတစ်လုံးချပြီးတော့စာအုပ်တွေဖောင်းတင်နေနေဆိုတော့စိတ်ရေးမှလို့တော့ထင်တာပဲဗျအကိုကြီးဘေးနေမင်းမလို့လားကောင်းမလေးကကျုပ်ထက်ငယ်ပုံတော့ရတယ်ဗျကျုပ်ကလေးကလည်းချောလိုက်တာဗျကျုပ်တို့ရွာကုန်းအောင်ကိုင်းချောတယ်ဆိုတာသူ့ကိုဘယ်မိပါမလဲအမဟုတ်ဘူးဆရာကြီးနဲ့ပြောစရာရှိလို့အရင်အရေးကြီးတယ်ကျုပ်အခုပြောမှဖြစ်မယ်ကောင်းမလေးကလည်းကျုပ်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးတော့စပွဲကောင်ကနေချလိုက်နောက်တော့ကျုပ်ကိုသူ့နောက်လိုက်ခဲ့ဖို့ခေါ်သွားတယ်အိမ်ထဲမှာလည်းမိန်းမကြီးတွေမိန်းမငယ်တွေစီတန်းပြီးတော့သူတို့အလှည့်ရောက်ဖို့အတွက်စောင့်နေကြတာဘေးနေဆိုတာမျိုးကယောက်ျားတွေထက်မိန်းမတွေကပို့ပြီးတော့ဝါသနာပါတယ်မလားဟောကန်ရှိမှမှန်တကားလည်းကာထားတယ်ဗျမှန်တကားကိုပိတ်ထားပေးမယ်လေအပြင်ကအတန်ကိုကျုပ်တို့ကြားနေရတယ်အတန်ကတော့မိန်းမတယောက်ရဲ့အတန်ပဲဗျအသက်ကတော့ခက်ကြီးကြီးနေလောက်မယ်စီးမလည်းအခန်းထဲဝင်မနေမတ်တက်ရက်နေတာနဲ့ကျုပ်လည်းမတ်တက်ရက်ပြီးတော့စောင့်နေတာပေါ့ဗျာဆရာရဲ့ကျမယောက်ျားနဲ့အဲ့ဒီကောင်မလေးကိုခွဲပေးပါအိမ်ကနွားကလည်းသူ့ကိုမှတန်တန်ဆွဲဖြစ်နေပြီးတော့ခိုးပြေးမလို့တော့ကြံစီနေတယ်လေကျမဖြင့်သူ့စိတ်နဲ့အိမ်မရစားမရဖြစ်တာကြားပါပြီရှင်အမျိုးသမီးရဲ့အတန်ကတော့မှန်ကန်နေကနေထွက်လာတယ်ဗျနောက်ပြီးတော့မိန်းမကြီးကလည်းငိုနေပုံရတယ်မပူပါနဲ့ဗျကျုပ်ဆရာသိန်းတယောက်လုံးရှိပါတယ်အမကြီးအရှင်ခွဲဆိုရင်တော့250အသေးခွဲဆိုရင်တော့900ကျအရှင်ခွဲဆိုရင်တော့250အသေးခွဲဆိုရင်တော့900ကျကျုပ်လည်းအံ့ဩသွားတယ်လေအတန်ကတော့ဩဇာရှိပြီးတော့တီတီကြီးပြက်ပြက်သားသားနဲ့အတန်မျိုးဗျအတော်ကြီးကလည်းအတန်တိတ်နေတယ်ဗျနောက်တော့မှလုံးမယ်လို့တော့အရှင်းမယ်လုပ်ပေးပါဆရာကြီးကျမငွေအချေချေပေးသွားပါမယ်စိတ်ချစမ်းပါဗျာ9ရက်မကြစီအောင်အဲ့ဒီမိန်းကလေးပျောက်သွားစီရမယ်ကျုပ်ဖြင့်ကြက်သီးတွေပါထလာတယ်ဗျအဲ့ဒီမိန်းမကြီးထွက်သွားတော့စေးမလေးကကျုပ်ကိုအခန်းထဲကိုသွင်းလိုက်တယ်ဆရာ तू ကအရေးကြီးကိစ္စရှိလို့ဆရာနဲ့ပြောမှရမယ်လေကျုပ်လည်းထိတ်လန့်နေတာပေါ့အဲ့ဒီဆရာကလည်းမျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့မျက်ခုံးလည်းကောင်းနေဗျအသားနေနဲ့ညူတာလွှဲရင်ရုပ်ရည်ကတော့မင်းသားရံအောင်လို့ရုပ်မျိုးပဲ
ထူးဆန်းတာတော့သူ့ရဲ့မျက်လုံးပဲသူ့မျက်လုံးတွေကတော်တော်လေးကိုဝင်းလက်နေတာကျုပ်ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးတော့ကျုပ်ဖြစ်မနေတတ်အောင်ပဲဗျမင်းကိုငါမသိဘူးကွာမင်းမတူလေကျုပ်ကိုလူတစ်ယောက်ကစကားတစ်ခွန်းပါလိုက်လို့လာပြောတာပါကျုပ်အတန်လည်းကျောင်းဆရာရှိရောက်တဲ့ကလေးတစ်ယောက်အတန်လို့ဖြစ်သွားပြီးတော့ကျုပ်ရဲ့ကိုဟန်လည်းကိုလေးဖြစ်သွားတယ်သူကတော့ကျုပ်ကိုကြည့်ုံပဲကြည့်နေတာနဲ့ကျုပ်လည်းဥပဒါကြီးမှားလိုက်တဲ့အတိုင်းပြောလိုက်တာပေါ့ဟေ့အောင်ဘာတော့မင်းပါကောင်လဲဆိုတာငါသိအခုငါမင်းကိုပညာတွေပေးဖို့ရောက်နေပြီကွာမနှက်ဖန်ညတကောင်ကြောရင်မင်းနဲ့ငါနဲ့မြိုင်သာတုတ်တန်မှာတွေ့ကြမယ်မင်းကိုငါမကြောက်ဘူးကွာမင်းကြိုက်တဲ့အစီရင်တွေလောက်လာခဲ့လိုက်ငါမင်းကိုဆက်စောင့်နေမယ်ကျုပ်လည်းပြောလိုက်တော့အဲ့ဒီလူကြီးကဒေါသထွက်လာပါလေရောဗျမျက်နှာကြီးကနီးရဲလာပြီးတော့ကျုပ်ကိုလည်းစူးစူးဆက်ဆက်ကြည့်နေတာကျုပ်လည်းပြောဖို့တခွန်းကြံသေးတာနဲ့မင်းမလာရင်ဘာဖြစ်မယ်ဆိုတာမင်းသိပါတယ်ကွာအဲ့ဒီလိုပြောလိုက်တော့အောက်လန်းစီကလည်းဒေါသကိုထိမ့်လိုက်တယ်နောက်တော့ခေါင်းတငိမ့်ငိမ့်နဲ့ကောင်းပြီလေငါလာခဲ့ငါဘာကောင်လဲဆိုတာမင်းသိရတာပေါ့ကွာကျုပ်လည်းပြောပြီးတာနဲ့အဲ့ဒီအခန်းထဲကနေလှည့်ထွက်ခဲ့တယ်ကျုပ်နောက်ကလိုက်လာတဲ့စီးမလေးကဆိုရင်ကျုပ်ကိုစူးစူးရဲရဲကြည့်ပြီးတော့မျက်စောင်းတွေကြီးပဲထိုးနေတာဗျကျုပ်လည်းအဲ့ဒီခြံထဲကနေအပြေးတစ်ပိုင်းနဲ့ပြေးထွက်ခဲ့တယ်အပြင်ကိုရောက်တော့လမ်းတစ်ဖက်ခြမ်းကခရီးပင်ရေကလေးမှာဥပဒါကြီးကထိုင်ဆောက်နေတယ်ဗျမင်းပြောလိုက်ပြီလားကွာဟုတ်ပြောလိုက်ပါပြီငါပြောလိုက်တိုင်းပြောလိုက်တယ်မလားပြောလိုက်ပါတယ် तू ကလည်းလာခဲ့မယ်လို့ပြောတယ်အေးပါဘသူပြောခိုင်းနေဆိုတာကိုမင်းသူ့ကိုပြောလိုက်သေးလားကျုပ်ဖြင့်ထူပူသွားတာပဲဗျဘသူပြောခိုင်းနေဆိုတာကိုကျုပ်ပြောဖို့မေ့သွားတယ်မသိရင်ကျုပ်ကိုယ်တိုင်စိန်ခေါ်သလိုမျိုးပြောလိုက်မိတာဗျကျုပ်လည်းကိုယ်နှုတ်ဖုတ်ကိုတစ်ဖက်ဖက်နဲ့ရိုက်မိတာပဲဗျဥပဒါကြီးကလည်းကျုပ်ဖြစ်ကိုတိပုံရတယ်တခွေးခွေးနဲ့ရီးနေတာဗျမင်းကသူ့ကိုစိန်ခေါ်ခဲ့တာဆိုတော့မနှက်ဖက်ညကြရင်မင်းပဲသွားလိုက်ပေါ့ကွာအာမလို့ပါနဲ့ဥပဒါကြီးဟာကျုပ်သူ့ကိုဘလို့ရင်ဆိုင်ရမှာလဲဗျငါအလကားနောက်တာပါကွာကဲနေလဲစောင်းတော့မယ်ဟိငါမိတ်ဆွေအိမ်ကိုသွားကြစို့ကွာဥပဒါကြီးကအရှိကနေထွက်သွားပြန်ရောဗျကျုပ်ခြေလန်းကြီးကနှိမ့်နေတယ်ဗျခင်ဗျားတို့ပဲစဉ်းစားကြည့်လေနာမည်ကြီးဒိတ်ဒိတ်ကျဲအောက်လန်းဆရာကြီးကိုမှကျုပ်ကစိန်ခေါ်ခဲ့ပြီမလားဒီနေ့တော့ဒီလောက်ပဲဗျနောက်နေ့မှပဲညိုင်တာတုတ်တန်မှာကျုပ်နဲ့အောက်လန်းပါတော်နဲ့ဘာတွေဖြစ်ခဲ့လဲဆိုတာဆက်ပြီးတော့ပြောပြတော့မယ်